အားလုံးပဲမင်္ဂလာပါခင်ဗျာ knowledge sharing channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေတွေကိုမျှဝေပေးသွားမှာကတော့ကိုယ့်ရဲ့ Google account နဲ့ကျွန်တော်ရှိတ်ခဲ့တဲ့ကျွန်တော် application တွေ website တွေကိုပြန်ကြည့်လို့ရမယ်နည်းလမ်းလေးနဲ့အကယ်၍ကိုယ်အနေနဲ့ log out ထွက်ချင်တဲ့ application တွေ website တွေရှိရင်လည်းဘယ်လိုမျိုး log out ထွက်လို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ okay ပါမိတ်ဆွေတို့အနေနဲ့ဒီနည်းလမ်းလေးကိုသိချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လည်းကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဖုန်းထဲက Gmail software လေးတွေကိုဝင်ပေးလိုက်ပါ software တွေကိုရောက်ပြီဆိုရင်တော့ညာဘက်ထောက်မှာရှိတဲ့ကျွန်တော် Gmail logo လေးကိုနှိပ်ပေးလိုက်ပါ okay ပါဒီနောက်ကိုရောက်ပြီဆိုရင်တော့ဒီမှာရှိတဲ့ manage your Google account ဆိုတဲ့အပြာရောင်စာတန်းလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါဒါဆိုရင်တော့ Google account setting တွေကိုရောက်သွားမှာပဲဖြစ်ပါတယ်ဒီ okay ပါဒီ Google account setting တွေကိုရောက်ပြီဆိုရင်တော့ဒုတိယမြောက်မှာရှိတဲ့ security and sign ဆိုတဲ့ကျွန်တော်တော့ပုံလေးနဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါ security and sign တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ကျွန်တော် software လေးတွေမြင်ရတဲ့အောက်မှာရှိတဲ့ see all connection ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးတော့ထပ်ဝင်ပေးလိုက်ပါခင်ဗျာ okay ပါဒါဆိုရင်တော့ကိုယ့်ရဲ့ Google account နဲ့ရှိတ်ခဲ့တဲ့ software တွေ website တွေကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီ software လေးတွေထဲမှာကိုယ်အနေနဲ့ log out ထွက်ရှင်နဲ့ကိုမသုံးတော့တဲ့ software လေးတွေရှိခဲ့မယ်ဆိုရင်တော့ကိုယ်အနေနဲ့ log out ထွက်ထားလိုက်တာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ကိုယ်အနေနဲ့ဒီ software ကိုလည်းမသုံးတော့ဘူးဆိုရင်တော့ဒီ Gmail account နဲ့ကျွန်တော်ရှိတ်ထားတာကိုဖြုတ်လိုက်တာကအကောင်းဆုံးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘယ်လိုဖြုတ်ရမလဲဆိုရင်တော့ကျွန်တော်တို့ကိုဖြုတ်ချင်တဲ့ software လေးတွေကိုဝင်ပေးလိုက်ပါ okay ပါဒီထဲကိုရောက်ပြီဆိုရင်တော့ဒီအောက်မှာရှိတဲ့ delete all connection you have with ဆိုတဲ့ကျွန်တော်ဒီမှာအမှိုက်ပုံစံလေးနဲ့ပေါ့နော်အဲကောင်လေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ confirm ဆိုတာကိုဆက်နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဒီ software လေးကနေပြီးတော့ကိုယ့်ရဲ့ Gmail account နဲ့ရှိတ်ခဲ့တာတွေကျွန်တော်တို့ပြတ်သွားပြီပေါ့နော်ဒါဆိုရင်တော့ဒီအပေါ်မှာတွေ့ရမှာမဟုတ်တော့ပါဘူး okay ပါကျွန်တော်တို့ခုန log out ထွက်လိုက်တဲ့ကျွန်တော် software လေးကိုဒီနေရာမှာတွေ့ရမှာမဟုတ်တော့ပါဘူးနောက်ထပ်အနေနဲ့ဖြတ်ချင်တဲ့ဆိုရင်လည်းဒီမှာရှိတဲ့ software ဒါမှမဟုတ် website လေးတွေကိုဝင်လိုက်မယ်ပြီးရင်တော့ဒီမှာရှိတဲ့အမှိုက်ပုံလေးကိုနှိပ်ပြီးတော့ confirm ဆိုတာကိုဆက်နှိပ်ပေးလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ Gmail account နဲ့ရှိတ်ခဲ့တဲ့ software လေးတွေ website တွေထဲကနေပြီးတော့ log out ထွက်သွားပေးမှာပဲဖြစ်ပါတယ်ဆိုတော့ကိုယ်အနေနဲ့ Google account ကိုရေရှည်မှာအသုံးပြုခြင်းနဲ့ဆိုရင်တော့ကိုမသုံးတော့တဲ့ software တွေ website တွေထဲကနေပြီးတော့ကိုယ်အနေနဲ့ဒီလိုမျိုးလေး log out ထွက်ထားတာကပို့ပြီးတော့ကောင်းပါတယ်အဲကြောင့်လဲဆိုတော့ကိုယ့်ရဲ့ Gmail account လေးလုံလုံခြုံခြုံနဲ့အသုံးပြုနိုင်ဖို့အတွက်ဆိုရင်တော့ဒီလိုမျိုး setting လေးတွေကိုလည်းကိုယ်အနေနဲ့အမြဲတမ်းစစ်ဆေးပြီးနေရမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါဒီဗီဒီယိုမှာမျှဝေပေးခဲ့တာကတော့ကိုယ့်ရဲ့ Gmail account နဲ့ရှိတ်ခဲ့တဲ့ software တွေ website တွေထဲကနေပြီးတော့ဘယ်လိုမျိုးထွက်ရမလဲဆိုတဲ့နည်းလမ်းလေးကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းလင်းတာတို့ရှိရင်လည်းဒီဗီဒီယိုလေး comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ